တတ္တလောကသိတော်မူပုံတတ္တလောကကိုသိတော်မူရာ၌ဤတတ္တဝါသည်မြည်သည့်ပုံမှစုတည်ခဲ့၍မြည်သည့်ကံကြောင့်ဤပုံ၌ဖြစ်ရ၏ဟု၎င်းရှိဘဝကလောဘဆံရဝဲလိုချင်မှုအားကြီးခဲ့သောကြောင့်၎င်းကံပြုရာအခါတုန်းကဂုံပကာသနလူလာသောလောဘဘဝစည်းစိမ်ကိုတောင်းတသောလောဘဤသို့လောဘချမ်းရံ၍ကံပြုခဲ့သောကြောင့်၎င်းထိုကံအကျိုးပေးရာဤဘဝ၌လောဘကြီးသူလောကီအာယုံကာမဂုဏ်လိုက်စားသူဖြစ်ရ၏ဟုအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏ရှိဘဝကထိုကိစ္စဝဲဒေါသအဖြစ်များသောကြောင့်၎င်းကံပြုရာအခါတုန်းကမကျေနပ်မှုစိတ်တူမှုစိတ်မချမ်းသာမှုဤသို့ဒေါသချမ်းရံ၍ကံပြုခဲ့သောကြောင့်၎င်းထိုကံအကျိုးပေးရာဤဘဝ၌ဒေါသကြီးသူစိတ်ညစ်တတ်သူစိတ်ဆင်းရဲတတ်သူဖြစ်ရ၏ဟုအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏ရှိဘဝကဉာဏ်ပညာနည်းပါး၍မစင်စားတတ်မဝေဖန်တတ်မသိတတ်သောမောဟအဖြစ်များသောကြောင့်၎င်းကံပြုရာအခါတုန်းကကံရဲ့အကျိုးကိုနားမလည်ပဲသူများပြုသလိုလိုက်၍ပြုရာ၌မောဟချမ်းရံ၍ပြုရာရောက်သောကြောင့်၎င်းထိုကံအကျိုးပေးရာဤဘဝ၌စီးစိမ်ဥစ္စာပေါ်များစေကမူဉာဏ်ပညာနည်းပါး၍ထိုင်မိုင်းဖြင့်သူများပြောသည်များကိုလိုက်နာရသောမောဟကြီးသူဖြစ်ရ၏ဟုအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏ရှိဘဝကတရားကောင်းသူဖြစ်သောကြောင့်၎င်းတရားချမ်းရံ၍ကောင်းသောကံကိုပြုခဲ့သောကြောင့်၎င်းထိုကံအကျိုးပေးရာဤဘဝ၌တရားကောင်းသူဖြစ်တတ်၏ဖျားကိစ္စတရားကိစ္စတာငါကိစ္စတို့၌တရားထက်သန်စွာပြုလုပ်တတ်၏သို့သောဉာဏ်မပါလျင်သူများပြောသည်များကိုယုံကြည်၍အမှားကိုလည်းပြုမိတတ်၏ဟုအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏ရှိဘဝကဉာဏ်ပညာထက်သူအရာရာစဉ်းစားသူဖြစ်ခဲ့သောကြောင့်၎င်းပညာရေးကိစ္စ၌အားပေးခဲ့သောကြောင့်၎င်းထိုကံအကျိုးပေးရာဤဘဝ၌ပညာထက်သူအရာရာစဉ်းစားဝေဖန်တတ်သူပညာရေးဆိုင်ရာဝယ်အထက်တန်းရောက်သူဖြစ်ရ၏ဟုအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏ရှိဘဝကလောဘဒေါသမောဟတမျိုးမျိုးအရင်ခံ၍သူ့အသက်ကိုတတ်ခြင်းသူ့ဥစ္စာကိုခိုးယူခြင်းသူ့အိမ်ယာကိုကျူးလွန်ခြင်းလိမ်လည်လှည့်ပတ်ခြင်းတေးရီအရက်တောက်စားမှုများစွာပြုခြင်းစသောသီလပြတ်မှုဒုစရိုက်အကုသိုလ်အမှုတွင်တခုခုကိုပြုခဲ့သောကြောင့်ငရဲ၌ဖြစ်ရ၏ဟု၎င်းတိရစ္ဆာန်ဖြစ်ရ၏ဟု၎င်းပြစ်တာအမျိုးမျိုးဖြစ်ရ၏ဟု၎င်းအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏ဤသို့တတ္တလောကဟုသောတတ္တဝါအပေါင်းကိုရိုးမျက်စိဖြင့်မသိမမြင်နိုင်သောသေးမွှားတိရစ္ဆာန်လေးများမှစ၍ကြီးမားတိရစ္ဆာန်များနှင့်လူနှင့်ပြမာတတ္တဝါအမျိုးမျိုးသောတတ္တလောကကိုအကြောင်းအကျိုးဆုံလင်စွာသိတော်မူ၏တဆင့်သိကြရပုံဤသို့ဘုံဌာနဖြစ်ရာဒေသဒီဟုသောဩကာသလောကနှင့်တကွလူနှင့်ပြမာငရဲတိရစ္ဆာန်ပြိတ္တာဟုသောတတ္တလောကကိုရှေးဥစွာကိုရော်ရန်တပ်ပြညုတဉာဏ်တော်ဖြင့်သိတော်မူ၍45ဝါကာလပတ်လုံးအကြောင်းပေါ်တိုင်းဟောတော်မူသောကြောင့်ဘုရားလက်ထက်တော်မှစ၍မိမိတို့လက်ထက်တိုင်အောင်လူကောင်းသူကောင်းသူတော်အပေါင်းတို့သိကြရသဖြင့်ဘာနာတိပါဒစသောဒုစရိုက်10ပါးမကောင်းသောအကုသိုလ်များကိုရှောင်ရှားတတ်ကြ၏သူစရိုက်10ပါးကို၎င်းဒါနသီလဘာဝနာစသောပုံညကရိယာဝတ္ထု10ပါးကို၎င်းကြိုးစားတတ်ကြပေသည်ဘုရားရှင်ပွင့်တော်မူလျင်ကမျက်မြန်လူလောကနှင့်တကွတိရစ္ဆာန်လောကလောက်ကိုသာသိရသဖြင့်ကုသိုလ်အကုသိုလ်ကိုလည်းခွဲခြား၍မသိနိုင်သောကြောင့်မြက်ကန်းလမ်းသွားရာ၌မှားသောလမ်းကိုသာအသွားများ၍မှန်သောလမ်းကိုသွားမိခြင်းကနေပါသကဲ့သို့ကောင်းသောကုသိုလ်အလုပ်ကိုလည်းပြုလုပ်မိကြမကောင်းသောအကုသိုလ်အလုပ်ကိုလည်းပြုလုပ်ကြရဝယ်အပေရောက်ကြောင်းမကောင်းမှုတွေကသာများ၍နေစရာရှိပါသည်ထို့ကြောင့်ဘုရားရှင်ပွင့်တော်မူလာခြင်းသည်လူကောင်းသူကောင်းပညာရှိသူတော်ကောင်းတို့မှ
အလွန်ကျေးဇူးများပါပေသည် တောဣမံလောကံတဒေဝကံတမာရကံတသမနဗျမနေပဇံတဒေဝမနုဿံတယံအဘိညာသစ္စေကတဝါပဝေတေတိထိုမြတ်စွာဘုရားသည်နတ်နှင့်တကွဖြစ်သောမာနနှင့်တကွဗြဟ္မာ20နှင့်လည်းတကွဖြစ်သောဤအထက်တတ္တလောကဩဃာသလောကကို၎င်းလူမင်းအခြားလူများနှင့်တကွဖြစ်သောသာသနာတွင်သာသနာပယတိယဟံပုံနာနှင့်တကွဖြစ်သောအလေတံတတ္တလောကငရဲတရိษံပြိတ္တာဟုသောအောက်တန်းတတ္တလောကကို၎င်းကိုယ်တော်တိုင်သဗ္ဗညုတဉာဏ်တော်ဖြင့်သိ၍အများသိအောင်လဲဟောပြတော်မူသည်ဤသို့ဟောတော်မူသောကြောင့်မိမိတို့တဆင့်သိကြရသည်မှာအလွန်ကံကောင်းကြပါသည်ဖယားရှင်တို့မပွင့်ပေါ်လျက်လူတော်အများစိတ်ကောင်းထားလေဤကားကုသိုလ်အာကုသိုလ်နှင့်ထိုးထိုးဘုံဘဝမတိယများလှအဖြစ်တွေဖယားရှင်တို့ပွင့်ထွန်းပေါ်၍ဟောဖို့ညွှန်ကြားမြတ်တရားကြောင့်ဤကားကုသိုလ်အာကုသိုလ်နှင့်ထိုးထိုးဘုံဘဝတိကြရများလှကျေးဇူးပေသင်္ခါရလောကဆိုင်ရာအကြောင်းတရားတို့ပြုအပ်သောယုတ်တရားနံတရားအစုကိုသင်္ခါရလောကဟုခေါ်၏ထိုသင်္ခါရလောကဟုသည်ဩဃာတလောကတတ္တလောကမှတစ်မျိုးတစ်ခြားမဟုတ်ပါဩဃာတလောကဟုခေါ်အပ်သောဘုံဌာနအမျိုးမျိုးသည်တတ္တဝါတို့၏ကံကိုအရင်ခံ၍ဥဒုကြောင့်ဖြစ်သောဥဒုသည်ပြုအပ်သောယုတ်တရားတွေသာသည်ထိုယုတ်တရားစုကိုပင်ဥဒုသည်ပြုအပ်သောကြောင့်သင်္ခါရလောကဟုခေါ်၏တတ္တလောကဟုသည်လည်းယုတ်နှင့်နံပေါင်းဆက်တည်နေသောသင်္ခါရလောကပင်ဖြစ်၏လူတတ္တဝါဟုဆိုအပ်လျင်ခန္ဓာကိုယ်ဟူသောယုတ်အစုနှင့်အမြဲဖြစ်နေသောစိတ်စေတသိက်အစုသာဖြစ်၏ကံကယုတ်ကိုပြုပုံလူ၌ရှိသောယုတ်အစုကိုမိမိပြုအပ်သောရှေးကံကအမိဝမ်းဝယ်စတင်နေစဉ်ကပင်ယုတ်ဖြစ်အောင်ပြု၏အမြဲယုတ်တွေဖြစ်နေရ၌လည်းရှေးကံအသီးသီးကပြုနေသောယုတ်များလည်းပါဝင်၏ထို့ကြောင့်ယုတ်အစင်းလှမလှစသောအားဖြင့်ကွဲပြားမှုကိုရှေးကံကပြုထားသည်ဟုမှတ်ပါထိုယုတ်များကိုကမ္မစယုတ်ဟုခေါ်၏စိတ်ကယုတ်ကိုပြုပုံအမြဲဖြစ်နေသောစိတ်စေတသိက်တို့ကလည်းခန္ဓာကိုယ်၌ယုတ်ဖြစ်အောင်အမြဲပြုနေကြ၏ထို့ကြောင့်စိတ်ချမ်းသာသူ၌ယုတ်တွေကြည်လင်နေ၏စိတ်ဆင်းရဲသူ၌ယုတ်တွေညှိုးနွမ်းနေ၏ဤခန္ဓာကိုယ်ဝယ်ထိုယုတ်များကိုစိတ္တဇယုတ်ဟုခေါ်၏ဥထုကယုတ်ကိုပြုပုံအပြင်ဖက်၌ရှိသောအေးအပူတွင်ပါဝင်သောအငွေ့ကိုဥထုဟုခေါ်၏ဤခန္ဓာကိုယ်အတွင်း၌အပြင်ဘက်ကဥထုအငွေ့သည်၎င်းအတွင်းကဥထုအငွေ့သည်၎င်းယုတ်ကိုဖြစ်စေပြန်၏ထို့ကြောင့်ကောင်းမြတ်သောဥထုဝယ်နေတတ်သူတို့သည်ယုတ်အစင်းကြည်လင်၍ကျမ်းမာကြ၏အပြင်ကဥထုအလိုက်မနေတတ်သူတို့သည်မကျမ်းမာဖြစ်ကြရ၏ရေ၌လည်းထိုအငွေ့ပါ၏ထို့ကြောင့်ရေချိုးမားသူတို့သည်မသင့်သောဥထုအငွေ့ကြောင့်မကျမ်းမာဖြစ်ကြရ၏ဥထုကခန္ဓာကိုယ်ဝယ်ရုပ်ဖြစ်အောင်ပြုနေကြောင်းကိုသိသူတို့သည်ဥထုနှင့်လျော်အောင်နေတတ်သောကြောင့်ကျမ်းမာသောရုပ်တွေသာဖြစ်နေသည်ဤရုပ်များကိုဥထုစရုပ်ဟုခေါ်၏အာဟာရကရုပ်ကိုပြုပုံစားသောသမျှအစာကိုအာဟာရဟုခေါ်၏ထိုအာဟာရထဲမှအစီအနှက်ဩဇာဟုသောရုပ်တစ်မျိုးပါဝင်၏ထိုဩဇာသည်စားလိုက်သောအခါခန္ဓာကိုယ်၌ရုပ်အမျိုးမျိုးကိုဖြစ်စေ၏ထို့ကြောင့်ဩဇာကောင်းသောအစာအာဟာရကိုစားနေရသူတို့သည်ကျန်းမာ၏ဝါဖြိုး၏ဩဇာမကောင်းသော
ဩဇာကောင်းတော့လေမိမိနှင့်မသင့်သောအစာအာဟာရကိုစားနေရသူတို့သည်ယောဂများ၏ထို့ကြောင့်မသင့်သောအစာကိုစားမိလျင်ချက်ချင်းယောဂရ၍သို့မဟုတ်ယောဂတိုး၍တေကြရလေသည်ဆေးမျိုးမျိုး၌ပါသောဩဇာသည်မိမိနှင့်သင့်မြတ်လျင်ကောင်းသောယုတ်ကိုဖြစ်စေ၍မိမိနှင့်မသင့်မြတ်လျင်မကောင်းသောယုတ်ကိုဖြစ်စေသောကြောင့်ငကိုမကြမ်းမမာသူတို့မှာယောဂသက်သာခြင်းယောဂတိုးခြင်းတို့ကိုတွေ့ရလေသည်ဤသို့လျင်ဤခန္ဓာကိုယ်သည်ကံစိတ်ဥဒုအာဟာရဟူသောအကြောင်းတရားတို့ကအချိန်ရှိသည်ပြုအပ်သောကြောင့်သင်္ခါရယုတ်အစုသာဖြစ်ချေသည်စိတ်စေတသိက်ကိုအကြောင်းတို့ကပြုပုံတရဝါတို့၏တရဏ၌ကုသိုလ်စိတ်အကုသိုလ်စိတ်ဝိဘက်စိတ်ကရိယာစိတ်ဟုစိတ်လေးမျိုးရှိ၏ထိုတွင်ကရိယာစိတ်အများစုသည်ယဟန္တာဖြစ်ပြီးသူတို့၌သာဖြစ်ရသောကြောင့်အထူးသိဝယ်မလိုပါဝိဘက်စိတ်တွေသည်ရှေးကံကြောင့်ဖြစ်ရ၏အမိဝမ်း၌ပရိတန်တေတည်နေစကပင်ရှေးကံကြောင့်ပရိတန်တေစိတ်ဟူသောဝိဘက်စိတ်ဖြစ်ခဲ့၏ထိုဝိဘက်စိတ်သည်ရှေးကံကြောင့်ဖြစ်ရကားကံကောင်းသူတို့၌ကောင်းသောပရိတန်တေဝိဘက်စိတ်ဖြစ်၏ကံညံ့သူတို့၌ညံ့သောပရိတန်တေစိတ်ဝိဘက်ဖြစ်၏ကံမကောင်းသူတို့၌ငရဲတရိษံပြိတ္တံပုံဝဲမကောင်းသောပရိတန်တေဝိဘက်စိတ်ဖြစ်၏ထို့ကြောင့်လူအမျိုးမျိုးတရဝအမျိုးမျိုး၌ပရိတန်တေတည်နေစကပင်စိတ်ချင်းမတူခဲ့ကြသောကြောင့်တဘဝလုံး၌လည်းအများအားဖြင့်စိတ်ချင်းမတူကြကြအိပ်ပျော်နေသောအခါစိတ်တွေသည်ထိုပရိတန်တေစိတ်မျိုးပင်ဖြစ်၏ဤစိတ်အလုံးကိုဝိဘက်စိတ်ဟုခေါ်၏ထို့ကြောင့်ဝိဘက်စိတ်ဟူသည်ရှေးကံပြုအပ်သောသင်္ခါရတရားပင်တည်းကုသိုလ်စိတ်သူစရိုက်ဆယ်ပါးဟုအများနားလည်နေသောကုသိုလ်စိတ်ဖြစ်ရာအခါ၌၎င်းဒါနသီလဘာဝနာစသောပုံညကရိယာဝတ္ထု10ပါးတွင်တပါးပါးကိုပြုနေရာအခါ၌၎င်းဤကုသိုလ်စိတ်တွေအထက်ထပ်ဖြစ်နေကြပေသည်သူတို့ကောင်းဆက်ဆက်ဖြစ်သူတို့တန်တန်ဝဲထိုကုသိုလ်စိတ်တွေကအဖြစ်များ၏ယခုဘဝဖြစ်သမျှသောကုသိုလ်စိတ်တွေသည်ထုံးစံတိုင်းဖြစ်သည်နှင့်တပြိုင်နက်ဆက်၍ပြည့်ရတော့လဲနောက်ဘဝ၌ကောင်းကျိုးပေးဖို့ရန်ခန္ဓာစဉ်ဝဲကမ္မတတ္တိဟူသောတတ္တိတစ်မျိုးကိုမြုပ်နှံ၍ချုပ်သွားကြလေသည်ဘုရားလောင်စားသောပုဂ္ဂိုလ်တို့သည်ထိုကုသိုလ်စိတ်များဖြင့်ဒါနစသောပါရမီကောင်းမှုအမျိုးမျိုးကိုပြုခဲ့ကြ၏ပြုသမျှကောင်းမှုတွေသည်ပြီးပျောက်ပျောက်မဟုတ်ဘဲနောက်အခါ၌အကျိုးပေးဖို့ရန်ကမ္မတတ္တိကိုမြုပ်နှံ၍ချုပ်သွားသောကြောင့်နောက်ဆုံးဘဝ၌ပါရမီကုသိုလ်များသည်ဘုရားဖြစ်လာအောင်ပြည့်နေရကားအလွန်ထက်မြက်သောပုဂ္ဂိုလ်ပုဂ္ဂိုလ်များအဖြစ်ဖြင့်ထင်ရှားသောဘုရားတဆူဖြစ်ရပေသည်အဂတာဝကမဟာတာဝကဘိက္ခုဘိက္ခုနီလောင်းများသည်ဤကဲ့သို့ကုသိုလ်ပါရမီတွေပြည့်အောင်ဖြစ်ခဲ့ကြပေသည်ထို့ကြောင့်ကုသိုလ်စိတ်ဟူသည်မိမိကိုယ်တိုင်ရှေးကပြုအပ်ခဲ့သောသင်္ခါရတရားပင်တည်းအကုသိုလ်စိတ်ဒုစရိုက်10ပါးဟုခေါ်ဝေါ်အပ်သောပါဏာတိပါဒစသောမကောင်းမှုအဒိဏဒါနစသောမကောင်းမှုသူသားအိမ်ယာပြစ်မှားကျူးလွန်ခြင်းစသောကာမိတုမိစ္ဆာစာရမကောင်းမှုလိမ်လည်လှည့်ပတ်ခြင်းစသောမှုသာဝါဒမကောင်းမှုတေရီတောက်မှုဘိန်းစားမှုစသောမကောင်းမှုတို့ကိုပြုရာအခါ၌လောဘနှင့်ဆိုင်သောအကုသိုလ်စိတ်ဒေါသနှင့်ဆိုင်သောအကုသိုလ်စိတ်မနာလိုဝန်တုံမှုအိတ်တမစ္စရိယနှင့်ဆိုင်သောအကုသိုလ်စိတ်လှပသောတာယာဝဲကောင်းသောအစင်းအတန်အနံ့အရသာအတွေ့အထိများကိုတာယာသောအခါ၌ဖြစ်သောအကုသိုလ်စိတ်တို့သည်ဘုရုဇဉ်တို့တဏ္ဍာ၌အချိန်ရှိသည့်အဖြစ်များနေ၏ဖြစ်ပြီး၍ပြတ်သောအခါနောက်ဘဝ၌မကောင်းသောအကျိုးကိုပေးဖို့ရန်မိမိ၏ကမ္မတတ္တိကိုမြုပ်နှံ၍ချုပ်သွားလေ၏ထိုအကုသိုလ်စိတ်တို့လည်းဆိုင်ရာအာယုန်တို့ကိုအကြောင်းပြု၍မိမိကိုယ်တိုင်ပြုအပ်သောကြောင့်သင်္ခါရတရားများပင်ဖြစ်သည်ယုတ်နံသင်္ခါရပြအပ်ပြီးသောယုတ်ဟုသည်များကိုယုတ်သင်္ခါရဟု၎င်းပြအပ်ပြီးသောစိတ်တို့နှင့်စိတ်ဖြစ်တိုင်းပါရသောစေတသိက်တို့ကိုနံသင်္ခါရဟု၎င်းခေါ်ရ၏ဗုဒ္ဓမြတ်စွာသည်တတ္တဝါတို့၏ယုတ်နံသင်္ခါရကိုသိတော်မူသောကြောင့်ကြွထိုက်သောတတ္တဝါတို့ကိုတရားဟောတော်မူရဝဲသူ၏ရှေးကံသင်္ခါရကိုလည်းကြည်တော်မူရ၏
ယခုဖြစ်စေနံသင်္ခါရကိုလည်းကြည်တော်မူရ၏နံသင်္ခါရတွင်ပါဝင်သောတရားဤအနုအယင်ပညာဤအနုအယင်ကိုလည်းကြည်တော်မူရ၏ယာကဒေါသစသောအဖြစ်များသောဇေယျဆိုးတို့ကိုလည်းကြည်တော်မူရ၏ထို့သောကြည်တော်မူပြီးမှတရားပညာတိုးတက်လာအောင်၎င်းယာကဒေါသတို့နေပါသွားအောင်၎င်းတရားဟောတော်မူရသည်ထို့ကြောင့်ဗုဒ္ဓမြတ်စွာ၏ယုံနာသင်္ခါရကိုသိတော်မူခြင်းဟုသောလောကဝိတုဂုဏ်တော်သည်တတ္တဝါများအတွက်လွန်စွာကျေးဇူးများသောဂုဏ်တော်ဖြစ်ပါပေသည်အပေမကြတော့ဤနေရာဝယ်ရက်တန့်၍ပြအပ်ခဲ့သောအရဟံစသောဂုဏ်တော်များကို၎င်းလောကဝိတုဂုဏ်တော်ကို၎င်းတပါးစီအထက်ထအာယုံပြုသောအခါဗုဒ္ဓမြတ်စွာ၏အပေါ်၌လေးလေးနက်နက်ဉာဏ်ဖြင့်တက်ဝင်၍ယုံကြည်သောအဝိဇ္ဇပတာရဖြစ်၏လူဝိကြောင့်ဖြစ်လျင်လူတီလတာမဏေဖြစ်လျင်တာမဏေတီလယဟန်ဖြစ်လျင်ယဟန်တော်များ၏တီလကိုပုတ္တစ္စခရုသင်းကဲ့သို့ဖြူဝင်းနေအောင်စောင့်ထင်းကဤဗုဒ္ဓနုတ္တိဂုဏ်တော်များကိုလေးလေးနက်နက်ယုံကြည်သောပုဂ္ဂိုလ်သည်မိမိကိုယ်ကိုမိမိဤတရားတည်းဟူသောထောက်မှန်ကိုကြည့်၍အပေမကျနိုင်တော့ဟုဝမ်းမြောက်ဝမ်းသာဆုံးဖြတ်နိုင်ပါသည်အမှားကျွင်းချံသောဖျားဂုဏ်တော်များကို၎င်းတရားဂုဏ်တော်6ပါးတန်ခါဂုဏ်တော်9ပါးကို၎င်းယရဏဂုဏ်ကြီးစာအုပ်ကိုကြည့်၍သိကြပါလေတော့တတမတိဟာနန္ဒဓမ္မဒါတံနာမဓမ္မပရိယာယံဒေသတာမိယေနတာမနာကတောအရိယတာဝကောအာကင်ခမာနောအဋ္ဌနာဝအဋ္ဌာနံဗျာကရိယခိနနေရရောမိခိနတိရိသာနာယောနိခိနပတိဝိတယောခိနပါယဒုက္ကတိဝိနိပါတောသောတာပန္နောဟတမိအဝိနိပါဒဓမ္မောနေယတောတံဘောတိပရာယနောတိမြန်မာပြန်နောက်၌ဖျားဂုဏ်တော်9ပါးတရားဂုဏ်တော်6ပါးတန်ခါဂုဏ်တော်9ပါးဤဂုဏ်တော်များ၌အဝိဇ္ဇပတာရဉာဏ်ဖြင့်တက်ဝင်၍ယုံကြည်ခြင်း3မျိုး5ပါးသီလနှင့်ပြည့်စုံခြင်းဤဂုဏ်အင်္ဂါ4ပါးနှင့်ပြည့်စုံသူသည်မိမိကိုယ်ကိုသောတာပန်ဖြစ်ပြီဟုဆုံးဖြတ်နိုင်သည်သောတာပန်ဖြစ်ဖို့ခဲရင်သလောဤတရားမှန်ကြီးကိုကြည့်ရှုသောအခါသောတာပန်ဖြစ်ဖို့အကြောင်းမှာယရဏ3ပါးဤဂုဏ်တော်ကိုလေးလေးနက်နက်ကြည်ညိုခြင်းနှင့်လူဝတ်ကြောင့်များ၌5ပါးသီလစင်ကြယ်ဖို့သာဖြစ်၏ထို့ကြောင့်လည်းဝိသခာကျောင်းအမသည်ဗုဒ္ဓမြတ်စွာကိုပထမဖူးရစဉ်9နှစ်အရွယ်ကပင်သောတာပန်တည်ခဲ့၏ဓမ္မသောကမင်း၏အတ္တဏိမိတ္တာဒေဝီသည်ဘုရားရှင်၏အတန်တော်နှင့်အထိုက်အလျောက်တူသောကရဝိတ်ငှက်၏အတန်ကိုကြားရ၍ဘုရားကိုမဖူးလိုက်ရဘဲကြည်ညိုသောအဝိဇ္ဇပတာရတရားကြောင့်မောင်မ900နှင့်အတူသောတာပန်ဖြစ်ကြ၏ဗုဒ္ဓနုတ္တိဘာဝနာစာအုပ်68နံပါတ်၌ပြခဲ့ပြီဤသို့လျင်ပင်ကိုက5ပါးသီလစင်ကြယ်သူများအတွက်ယခုလိုသာသနာတွင်၌သောတာပန်ဖြစ်ဖို့မခဲရင်ဟုမှတ်သင့်ပါသည်ထောက်မှန်ပေါ်တွင်ကိုယ်အသွင်ကိုဆင်ပြင်းလိုပြီးနေ့စဉ်ကြည်သို့မိမိသီလဆိုင်သမျှကိုနေညကပင်လွန်တန့်ရှင်း၍ပြန့်သင်းမှွေးမှုအလေးပြုလျက်သုံးလူထွတ်ထားမြတ်ဖျားနှင့်တရားတန်ခါအရိယာဤဆိုင်ရာကုံတော်ဉာဏ်၌ပေါ်အောင်ရှင်ပျော်ရှုစားတရားပွားမှုမလားအပေတရားကယ်မီရှုဖွယ်ထောက်မှန်အစစ်တည်းဝေသာလီမြို့သို့ကြွတော်မူခြင်းဗုဒ္ဓမြတ်စွာသည်နာတိကာရွာ၌ကျွတ်ထိုက်သောတတ္တဝါတို့ရှိသမျှနေတော်မူပြီးလျင်ယဟန်များစွာနှင့်အတူဝေသာလီမြို့သို့ကြွတော်မူ၍အမ္ဖပါလီမည်သောပြည့်တစားမ၏ဥယျာဉ်၌တရင်သုံးတော်မူ၏ထိုအရ၌ယဟန်တို့ကိုမိန့်တော်မူသည်မှာဘိက္ခုတို့
ယဟန်သည်ကာယ ानु ပတနာဘာဝနာကိုပွားများ၍တော်လဲနေလေရှိ၏ဝေဒနာ ानु ပတနာဘာဝနာကိုပွားများ၍တော်လဲနေလေရှိ၏စိတ်တ ानु ပတနာဘာဝနာကိုပွားများ၍တော်လဲနေလေရှိ၏ဓမ္မ ानु ပတနာဘာဝနာကိုပွားများ၍တော်လဲနေလေရှိ၏ထို့သောပွားများ၍နေစဉ်လိုချင်မှုအဘိဇာကို၎င်းစိတ်ဆင်းရဲမှုဒေါမနတကို၎င်းပယ်ဖြောက်နိုင်သည်ဘိက္ခုတို့ဤသာသနာတော်၌ယဟန်ဖြစ်သူသည်ရှေ့ရှုအရက်သို့သွားတော်၎င်းသွားပြီး၍ပြန်တော်၎င်းဉာဏ်ပညာဖြင့်ဆင်ခြင်၍ထိုပုဂ္ဂိုလ်တရဝါငါသွားသည်မဟုတ်ပုဂ္ဂိုလ်တရဝါငါပြန်သည်မဟုတ်ဤသို့ငါဟုသောအတ္တဆွဲကိုဖျောက်၍သွားလူသောစိတ်ပြန်လူသောစိတ်ကြောင့်ရုပ်ခန္ဓာတွင်ပါဝင်သောခြေတို့သည်မြောက်လိုက်ရှေ့တိုးလိုက်အောက်ချလိုက်အားဖြင့်ဖြစ်နေပါတကားဟုဉာဏ်ဖြင့်ဆင်ခြင်မှုကိုပြုလေရှိ၏ရှေ့ရှုအရက်ကိုကြည်ရာအခါ၌၎င်းရှေ့ရှုမဟုတ်သောဘေးအရက်ကိုကြည်ရာအခါ၌၎င်းပုဂ္ဂိုလ်တရဝါငါကြည်သည်မဟုတ်ကြည်လိုသောစိတ်ကြောင့်မျက်လုံး၏အထက်မျက်လွှာရှိရုပ်တို့၏အထက်သို့တက်၍ဖြစ်ခြင်းအောက်မျက်လွှာရှိရုပ်တို့၏အောက်သို့ကျ၍ဖြစ်ခြင်းအပြင်ရှေ့ရှုနေသောအာယုံကိုမြင်နေသောစက္ခုဝိညာဏဝီထိစိတ်တွေဖြစ်နေပါတကားဟုဉာဏ်ဖြင့်ဆင်ခြင်၍ကြည်လေရှိ၏လက်ခြေတို့ကိုကွေးခြင်းဆန့်ခြင်း၌လေပုဂ္ဂိုလ်တရဝါငါကွေးသည်မဟုတ်ငါဆန့်သည်မဟုတ်ကွေးလူသောဆန့်လူသောစိတ်များဖြစ်ပေါ်လာသောအခါလက်ခြေတို့၌ဖြစ်သောရုပ်တို့သည်ကွေးသောအားဖြင့်၎င်းဆန့်သောအားဖြင့်၎င်းဖြစ်ရပါသည်တကားဟုဉာဏ်ဖြင့်ဆင်ခြင်၍ကွေးလေဆန့်လေရှိ၏တပိတ်သင်္ကန်းတို့ကိုဝိယုံသုံးဆွဲရာအခါ၌၎င်းစားရာတောက်ရာအခါ၌၎င်းခဲဝယ်တရေစာတို့ကိုခဲစားရာအခါ၌၎င်းရက်ဖွယ်တို့ကိုရက်ရာအခါ၌၎င်းထို့အတူပင်ဉာဏ်ဖြင့်ဆင်ခြင်၍ပြုလေရှိ၏ကျင်ကြီးကျင်ငယ်ဆွံ့ရာအခါ၌၎င်းဟိုနာဒီနာခရီးကိုသွားရာအခါ၌၎င်းထိုင်ရာအခါ၌၎င်းရက်ရာအခါ၌၎င်းအိပ်ရာအခါ၌၎င်းနိုးရာအခါ၌၎င်းစကားပြောရာအခါ၌၎င်းတိတ်တိတ်နေရာအခါ၌၎င်းပုဂ္ဂိုလ်တရဝါငါမဟုတ်ဝိယုံသုံးဆွဲလိုသောစိတ်စသည်ကြောင့်ရုပ်တရားတွေအမျိုးမျိုးဖြစ်သောအခါဝိယုံသုံးဆွဲနေသောအချင်းအရာများကိုတွေ့မြင်နေရပါတကားဟုဉာဏ်ဖြင့်ဆင်ခြင်မှုကိုပြုလေရှိ၏ဤသို့ဆင်ခြင်သောအခါပုဂ္ဂိုလ်ဟုဆိုအပ်သောအရာဝတ္ထုလည်းမရှိတရဝါဆိုအပ်သောအရာဝတ္ထုလည်းမရှိအတ္တဟုခေါ်အပ်သောအရာဝတ္ထုလည်းမရှိအကြောင်းအားလျော်စွာယုံနံတွေသာဖြစ်နေပါတကားဟုသိမြင်လာနိုင်သည်အဓိပ္ပာယ်ရှင်းလင်းချက်အတ္တရှိ၏ဟုဆွဲလန်းပုံများစွာသောလူတို့သည်ခန္ဓာကိုယ်အတွင်း၌အတ္တဟုခေါ်အပ်သောအကောင်ကလေးရှိသေး၏ထိုကိစ္စကိုပြုစရာရှိလျင်အတ္တအကောင်ကလေး၏အလိုအတိုင်းလက်ခြေတို့ကသွားမှုစားမှုစသောကိစ္စကိုပြုပေးရ၏စကားပြောလိုသောအခါအတ္တအကောင်ကလေး၏အလိုအတိုင်းပါးစပ်ရှာတို့ကိုလှုပ်ရှား၍အတန်ထွက်အောင်ပြုပေးရ၏ထွက်သောအတန်သည်ပင်အတ္တအကောင်ကလေး၏အလိုအတိုင်းစကားပြောသံတွေထွက်နေရ၏အတ္တအကောင်ကလေးကသွားခြင်းလျင်လက်ခြေတို့ကသွားရ၏အတ္တအကောင်ကလေးကစားခြင်းလျင်လက်ဖြင့်စားစရာကိုယူပေး၍ပါးစပ်ဖြင့်စားရ၏အတ္တအကောင်ကလေးကအိတ်ခြင်းလျင်အိတ်ရ၏တယောက်နဲ့တယောက်ချစ်ချင်းမုန်းခြင်းဟူသည်လဲအတ္တအကောင်ကလေး၏ချစ်ချင်းမုန်းခြင်းပင်တည်းဤသို့ခန္ဓာကိုယ်နှင့်ဆိုင်ရာဝဲအစိုးရသောခန္ဓာကိုယ်တစ်ခုလုံး၏ပိုင်ရှင်ဖြစ်သောအတ္တအကောင်ကလေးသည်ခန္ဓာကိုယ်အတွင်း၌ရှိ၏ဟုယူဆ၍ထိုအတ္တအကောင်ကလေးကိုပင်အသက်ကောင်ဝိညာဉ်ကောင်လိပ်ပြာကောင်ဟုအမျိုးမျိုးနာမည်တက်၍ဆွဲလန်းကြသည်ပုဂ္ဂိုလ်တ attva ငါသူဟုသောအသုံးနှုန်းဒီအကောင်ဟိုအကောင်ဟုသောအသုံးနှုန်းများလည်းထိုအတ္တကိုခေါ်သောအသုံးအနှုန်းများပင်ဖြစ်သည်ဘဝပြောင်းရာ၌အတ္တဆွဲပုံဤဘဝခန္ဓာကိုယ်သည်ထိုအတ္တကလေး၏နေရာခန္ဓာအိမ်ပင်ဖြစ်၏ဤဘဝခန္ဓာအိမ်သည်ရွတ်တွယိုယွင်းအိုမင်းသောကြောင့်ဖြစ်စေယောဂတစ်မျိုးမျိုးဖြစ်၍ခန္ဓာအိတ်မခိုင်မမြဲရိုင်လဲလူနေသောကြောင့်ဖြစ်စေ
အတ္တအကောင်ကလေးသည်ထိုခန္ဓာအိမ်အဟောင်းကိုစွန့်၍ခန္ဓာအိမ်အသစ်သို့ရွှေ့ပြောင်းပြန်၏ဤသို့အားဖြင့်ခန္ဓာအိမ်သာပြည့်၍အတ္တအကောင်ကလေးကမြည်သည့်အခါမျှမပြတ်ဘဲမြဲသောနိစ္စတရားဖြစ်သည်ဟုဆွဲလန်းကြလေသည်ဤသို့ဆွဲလန်းကြတော်လဲတဘဝပြောင်းရာ၌အတ္တအကောင်ကလေးပြောင်းခြင်းမဟုတ်ဘဲကံကြောင့်ဘဝအသစ်ဖြစ်ရပုံကိုပြပါအောင်မည်ဘဝပြောင်းရ၌ကံကြောင့်ကုသိုလ်အကုသိုလ်တို့သည်ဖြစ်ပြီး၍ချုပ်သွားသောအခါမိမိ၏ခန္ဓာအစဉ်၌ကမ္မတတ္တိကိုမြုပ်နှံ၍ချုပ်သွားကြောင်းကိုသင်္ခါရလောက၌ပြခဲ့ပါပြီထို့ကြောင့်ယခုဘဝဆုံးခါနီးသေခါနီးသောအခါယခုဘဝမှစ၍လွန်လေပြီးသောရှေးရှေးဘဝဝယ်ပြုအပ်ခဲ့သောကံဖြစ်စေထိုကံပြုတော့ကအသုံးပြုခဲ့သောကုသိုလ်နှင့်ဆိုင်ရာလှူပွဲဝတ္ထုစသည်ဖြစ်စေအကုသိုလ်နှင့်ဆိုင်ရာသူ့အသက်သူ့ဥစ္စာသူ့သားမယားစသောအာယုံဖြစ်စေစိတ်အစဉ်၌ထင်လာတတ်၏တချို့မှာရောက်ရမည်ဘဝ၌တွေ့ရမည်အာယုံတွေထင်လာ၏ထိုထင်လာသောအာယုံသည်ကံကြောင့်ဖြစ်ရကားဧကံမုတ်ချထိုကံသည်နောက်ဘဝ၌ယုတ်နံခန္ဓာအသစ်ကိုဖြစ်စေပါသည်ကုသလကုသလံကာမံဝိပါကနံခန္ဓာနံကရတ္တာစရူပနံကာမပစ္စယေနပစ္စယောအတ္တမဟုတ်အနတ္တဗုဒ္ဓမြတ်စွာပွင့်တော်မူလာသောအခါထိုအတ္တမရှိကြောင်းကိုဓမ္မစကြာဟောတော်မူပြီးနောက်9ရက်မြောက်၌အနတ္တလက္ခဏာတုတ်ကိုဟောတော်မူရပါသည်အတ္တမရှိတဲ့ကဲ့သို့အတ္တ၏နာမည်ဖြစ်သောပုဂ္ဂိုလ်လည်းမရှိတတဝါလည်းမရှိငါလည်းမရှိသူလည်းမရှိဟုမှတ်ပါသို့သောစကားပြောရာ၌ကအများနားလည်အောင်ပုဂ္ဂိုလ်တတဝါသူငါဟုခေါ်၍ပြောနိုင်ပါသည်နိစ္စမဟုတ်အနိစ္စလောကဝိတုကုံတော်၌ပြရခဲ့သောတတ္တလောကဩကာသလောကနှင့်ယုံနံဟူသောသင်္ခါရလောကတို့သည်အတ္တမဟုတ်အတ္တမရှိသောအနတ္တတို့သာဖြစ်တဲ့ကဲ့သို့ဖြစ်တိုင်းဖြစ်တိုင်းပြည့်နေရသောကြောင့်မမြဲသောအနိစ္စတို့သာဖြစ်ကြ၏ပြက်ပုံကလည်းအလွန်မြန်၏ရေပြင်၌ဒုတ်ဖြင့်ချက်သောအခါရှေ့ကချက်သွား၍ထင်းနေသောဒုတ်ရာသည်ချက်ချင်းပြက်တဲ့ကဲ့သို့၎င်းမိုးရွာ၍ရေ၌ကျသောရေပွက်သည်ချက်ချင်းပြက်တဲ့ကဲ့သို့၎င်းထို့အတူဖြစ်ပြီးသည်နှင့်တပြိုင်နက်စိတ်ဆက်တဲ့ဟူသောနံတရားတို့သည်ချက်ချင်းပြက်ကြ၏စိတ်ပေါင်း18ချက်ပြက်လျင်ရုပ်တရားတို့ကတစ်ကြိမ်ပြက်၏18ချက်ဆိုတော့လဲကြာသည်မဟုတ်လက်ဖြောက်တစ်ချက်တီးကန့်ကာလ၌ဂရေသိမ်းပေါင်းများစွာဖြစ်ကြပြက်ကြသည်ထို့ကြောင့်ယုံနံသင်္ခါရဟူသမျှတို့မမြဲသောအနိစ္စတို့သာဖြစ်ကြလေသည်ဒုက္ခမဟုတ်ဒုက္ခအေယုံနံခန္ဓာတို့သည်အမြဲပြည့်နေရသောကြောင့်အမြဲတည်နေရတဲ့ကဲ့သို့ဒုက္ခသာတည်းပြက်ပြီး၍နောက်ထပ်မဖြစ်ရလျင်ငြိမ်း၏ယခုတော့နောက်ထပ်မဖြစ်ဖဲမနေရအကြောင်းအားလျော်စွာဖြစ်ရပြန်၏ဖြစ်လျင်လည်းပြည့်ရပြန်၏ဤသို့အငြိမ့်မနေနိုင်ပဲအဖြစ်အပျက်ဒဏ်ကိုခံရသောကြောင့်ယုံနံအားလုံးပင်ဒုက္ခကြီးသာဖြစ်ကြလေသည်ထို့အပြင်ဓမ္မစကြာ၌လာသည့်အတိုင်းအမိဝမ်းကောင်း၌10လကြာအောင်ပရိသန္တိနေရသောဇာတိဒုက္ခအိုရသောဇရာဒုက္ခမကြမ်းမမာဖျားနာရသောဗျာတိဒုက္ခတေဂန်နီး၌ဆင်းရဲရသောမရဏဒုက္ခတို့အပြင်ချစ်သူနှင့်ကွဲရခြင်းကြောင့်ဖြစ်သောပိယဝိပ္ပယောဂဒုက္ခမုန်းသူနှင့်အတူနေရခြင်းဟူသောအပိယတံပယောဂဒုက္ခလိုချင်တာကိုမရခြင်းကြောင့်ဖြစ်သောအိစိတာလာဘဒုက္ခဤသို့ဆင်းရဲဟူသည်များသည်ဤခန္ဓာကိုယ်၌ဖြစ်ရသောကြောင့်တကိုယ်လုံးဒုက္ခဒုံကြီးပါတကားယုတ်နံခန္ဓာပထဝီအာဘောတေဇောဝါယောမြေရေမီးလေဟူသောအထက်ကိုအမာခံယုတ်ကြီး၄ပါးနှင့်ဝဏအစင်းကန္ဓအနတ်ရတ္တအယတာဩဇာအစာအာဟာရတို့၌ပါသောအစီအနှင့်ဤယုတ်၈ပါးအ ਨੇ ဆုံးစုမိမှာကလတ်ယုတ်အစုတစ်ခုဖြစ်၏ဤကဲ့သို့ယုတ်ကလတ်တို့သည်ခန္ဓာကိုယ်၌မရေမတွက်နိုင်အောင်များ၏လောဘဒေါသမောဟမာနအထင်ကြီးမှုအိတ်တာမနာလိုမှုမေစရိယဝန်တိုမှုဒိဋ္ဌိအယူမှားမှုဝိသိကိစ္စ
ယုံမှားတန်တရားဖြစ်မှုစသောမကောင်းသောစေတသိက်များနှင့်အတူတွဲ၍ဖြစ်သောစိတ်ကိုအကုသိုလ်စိတ်ဟုခေါ်၏အလောဘအာဒေါသအမောဟတရားပညာတတိမေတ္တာကရုဏာမုဒိတာသူချမ်းသာသည်ကိုဝမ်းမြောက်မှုစသောစေတသိက်များနှင့်တွဲဖက်၍ဖြစ်သောစိတ်ကိုကုသိုလ်စိတ်ဟုခေါ်၏ထိုကိစ္စ၌အာထုတ်သောဝရိယအာယုန်တစ်ခုပေါ်၌အတော်ကြာအောင်တည်ငြိမ်နေသောတမာတိသည်အကုသိုလ်ဘက်၌လည်းပါ၏ကုသိုလ်ဘက်၌လည်းပါ၏ဝိဘတ်စိတ်တို့သည်ကုသိုလ်အကုသိုလ်ကံ၏အကျိုးတရားတို့သာဖြစ်ကြ၏ကရိယာစိတ်တို့လည်းများသောအားဖြင့်ယဟန္တာတန်တန်၌သာဖြစ်နိုင်ကြ၏ထိုစိတ်တသိက်အားလုံးကိုနံဟုခေါ်၏ဤယုံနံနှစ်ရပ်ပေါင်းစပ်နေသည်ကိုခန္ဓာကိုယ်ဟုခေါ်၏ထိုခန္ဓာကိုယ်ကိုပင်ပုဂ္ဂိုလ်တ attva သူငါဟုခေါ်ကြသည်အဝိဇ္ဇာနှင့်တဏှာအရင်ခံပြတ်အပ်ခဲ့သောနန္တရားတို့တွင်အမှန်ကိုမသိအောင်ဖုံးကွယ်တတ်သောမောဟကိုအဝိဇ္ဇာဟုခေါ်၏အဝိဇ္ဇာကဖုံးကွယ်ရထားသောကြောင့်အပြစ်ကိုမမြင်နိုင်ဘဲလိုချင်မှုလောဘဖြစ်ရ၏ထိုလောဘကိုတဏှာဟု၎င်းတတ်မဲ့မှုတဏှာကိုပင်ယာကဟု၎င်းခေါ်၏ဤယုံနံခန္ဓာကိုယ်၏အရင်ကံသည်အဝိဇ္ဇာနှင့်တဏှာပင်တည်းထိုအဝိဇ္ဇာနှင့်တဏှာကြောင့်ယုံနံခန္ဓာကိုအပြစ်မမြင်ဘဲလိုချင်နေသည့်အတွက်ထိုကံကိုပြု၍ဘဝအဆက်ဆက်၌ဆက်ခါဖြစ်နေသောယုံနံခန္ဓာဖြစ်ရ၏ထို့သောတဘဝပြီးတဘဝဆက်ခါဖြစ်နေရခြင်းကိုပင်တန်တရားလေခြင်းဟုခေါ်ရ၏တရဝတယောက်၏တန်တရားသည်အစမထင်ရှားအောင်ပင်ကြာမြင့်ခဲ့ကြပြီတန်ဝေကဝတ္ထု၈ပါးယုံနံခန္ဓာတန်တရားသည်အစမထင်ရှားအောင်ကြာခဲ့ပါတော့လေထိုတန်တရားအတွင်း၌ချမ်းသာဒုက္ခနှင့်ကျင်လည်ခဲ့ကြရသည်မဟုတ်ပါလူဘဝ၌ဖြစ်သောအခါအမိဝမ်းကောင်းကျဉ်းမြောင်းမှောင်မဲတဲ့၌အလွန်သိငယ်သောရုပ်ခန္ဓာကလေးမှစ၍တဖြည်းဖြည်းကြီးရဲ့ငါဆယ်လညောင်းအောင်အောင်းခဲ့ရ၏မိခင်ရောတငယ်ပါသေရရှင်ရစိတ်မအေးလောက်အောင်ဖွားမြင်ခဲ့ရ၏ဤသို့ဇာတိဒုက္ခဟုခေါ်ရသောဒုက္ခအမျိုးမျိုးကိုခံစားပြီး၍ဖွားမြင်ပြီးသောအခါအိုရခြင်းနာရခြင်းသေရခြင်းဟုသောဇရာဒုက္ခဗျာဒိဒုက္ခမရဏဒုက္ခတို့နှင့်ရင်ဆိုင်ရပြန်၏ထိုဒုက္ခအမျိုးမျိုးကြောင့်စိတ်ရောကိုယ်ပါအေးချမ်းစွာမနေနိုင်ကြဤသို့ဒုက္ခအမျိုးမျိုးကိုခံစား၍သေသောအခါအများစုကငရဲတိရစ္ဆာန်ပြိတ္တာဘဝ၌သာ၍ဆိုးဝါးသောဒုက္ခကိုခံစားကြရ၏ဤနည်းအားဖြင့်အတိတ်ဘဝများစွာတန်တရားကလည်းဒုက္ခမျိုးစုံအဖုံဖုံဖြင့်ကျင်လည်ခဲ့ရ၏အရိယာမဖြစ်သေးသမျှနောက်ဘဝများစွာတန်တရား၌လည်းဒုက္ခမျိုးစုံဖြင့်ကျင်လည်ကြရဦးမည်သာထိုဒုက္ခမျိုးမျိုးမှလွတ်ခွင့်ရတော့အခိုက်မှလည်းဇာဝနေရဲ့အတွက်အစာရှာဖွေရသောဒုက္ခတို့လည်းနည်းနည်းမဟုတ်ပါနေ့စဉ်တွေ့နေရသောဒုက္ခပင်ဖြစ်၏အစာရှာရင်းပင်မင်းပြည့်စသောအပြစ်ကြောင့်အလွန်ကြောက်ဖွယ်ကောင်းသောဒုက္ခကိုခံရသေး၏ထို့ကြောင့်ဤပြခဲ့သောဒုက္ခ၈ပါးကိုတန်တရားဝဲညင်းငွေသောတန်ဝေကဉာဏ်ဖြစ်ဖို့ရန်တန်ဝေကဝတ္ထု၈ပါးဟုဖျားဟောတော်မူပါသည်အမိဝုံကောင်းဆယ်လညောင်းမြအောင်းငယ်ရကြီးတီးတရေနှင့်လူပြေလူရွာရောက်ပြန်ပါလေအိုနာသေးရေးဒုက္ခဘေးကြောင့်စိတ်အေးကိုခိုင်မနေနိုင်ခဲ့ဆိုင်ဒုက္ခခံပြီးမှလည်းများလာပဲရွာရောက်ကြရှာ၏အဒီတာရှိဤဝတ်ဘေးနှင့်နောင်ရေးနာကဒုက္ခထက်လေမပြတ်ခုခါဖြစ်တုံးမှလေအစာရှာရထိုဒုက္ခကြောင့်နိညာမဟုကိုစိတ်ပူ၍တူငါမသက်သာသည်ရှစ်ဖြာတန်ဝေရကြောင်းသည်တစ်ဆက်တသည်မီးတွေလောင်လို့လူတ attva တို့၌တစ်ဆက်တသည်မီးတွေလောင်နေ၏မီးတစ်ဆက်တစ်ပါးကဇာတိမီးပရိသန်နေရခြင်းဇယာမီးအိုရခြင်းမရဏမီးတေဂာနီဒုက္ခခံရခြင်းယာကမီးတဏှာယာကဖြင့်တက်မဲ့ခင်မင်းလိုခြင်းဒေါသမီးစိတ်ဆိုးခြင်းစိတ်တူခြင်းစိတ်ကောက်ခြင်းစိတ်ဆင်းရဲခြင်း
မောဟမီအကြောင်းအကျိုးမသိနိုင်အောင်ဖုံးလွှမ်းခြင်းဤမောဟမီကြောင့်ယာကဖြင့်လိုချင်တာကိုမရသောအခါအပြစ်ကိုမမြင်တော့ဘဲမိဘဆရာစသည်တို့အပေါ်ဝဲတာ၍ဒေါသဖြစ်ယုံမကကိုယ့်အသက်ကိုပင်ဖျက်ဆီးသည့်အထိဒုက္ခဖြစ်ရသည်တောကမီအချစ်ယာကအလျောက်အိမ်အောင်ကြသောအခါ၌ကသားကိစ္စသမီးကိစ္စဆွေကိစ္စမျိုးကိစ္စတို့ကြောင့်ဝမ်းနည်းရခြင်းဟုသောတောကမီလောင်ပြန်၏ပရိဒေဝမီဝမ်းနည်းယုံတွင်မကငိုကြွေးရခြင်းဟုသောပရိဒေဝမီလည်းလောင်ပြန်၏ဒုက္ခဒေါမနတမီကိုဆင်းရဲခြင်းဟုသောဒုက္ခမီစိတ်ဆင်းရဲရခြင်းဟုသောဒေါမနတမီတို့လည်းလောင်ပြန်၏ဥပါယတမီကိုဆင်းရဲမှုစိတ်ဆင်းရဲမှုကလွန်ကဲသောအခါအသက်ကိုမျှမရှူနိုင်အောင်တက်သွားအောင်ပူပန်ရခြင်းဟုသောဥပါယတာမီလည်းလောင်ပြန်၏ဤတစ်ဆက်တသီးမီတို့ကလူဆသောဘဝတို့၌သူသူငါငါကိုလောင်၍နေပါသည်သူသူငါငါဖြစ်လျာဝဲဥစွာကြိုစီဇာတိမီကအပီးပုံသေးလောင်မြိုက်လေ၏မသွေးတတိယာကမီလေအပီးနောက်မှကလျက်ပါ၏မကွာစေရမရဏဟုတဘဝဖြစ်စီလောင်သည့်မီလေညီညီပြောင်ပြောင်အမြဲလောင်၏လောင်ဖို့လောင်အားမထင်ရှားလေနှုတ်ထွားပြိုမြဲ့အရွယ်ဖြစ်သောအချစ်ရာကမီးတွေထ၍ဒေါသထံဖြင့်မောဟညှင်း၏မကင်းနိုင်အောင်ထို့နောက်နောက်လေတောက်လောင်ဖီစီတောကမီးကြောင့်ဝမ်းနေဝဲတွေအထွေတွေနှင့်ပရိဒေဝငိုကြွေးကြလျက်ဒုက္ခလည်းထဒေါမနနှင့်ဆက်ဆက်မကွာဥပါယတလွန်ပြင်းပြလျက်တမြမရှုထက်အောင်ပူသည်စူးစူးမိတောက်စတစ်ဒီကမ္မထာမှန်သမျှအဝိဇ္ဇာနှင့်တဏှာကုန်ဖို့သာအဝိဇ္ဇာနှင့်တဏှာကြောင့်သံဃာဝေဒုက္ခအမျိုးမျိုးဖြင့်ကျင်လည်နေရပုံကိုသိသောအခါထိုအဝိဇ္ဇာနှင့်တဏှာကုန်အောင်ကြိုးစားရသောနည်းကိုရှာကြရ၏ထိုနည်းကိုဘုရားတဆူပွင့်တော်မူမှသာဘုရားဟောတော်မူ၍သိကြရ၏သမုဒ္ဒရာသို့ဝင်မှုရန်စိတ်ကမ်းများစွာရှိတဲ့ကဲ့သို့သံဃာ၏တစ်ဖက်ကမ်းဖြစ်သောနိဗ္ဗာန်သို့ဝင်မှုရန်လည်းကမ္မထာတည်းဟူသောစိတ်ကမ်းတွေအများအပြားပင်ရှိ၏ထိုကမ္မထာကိုအားထုတ်ရင်းပင်အဝိဇ္ဇာတဏှာတို့နည်း၍လာမှသာထိုကမ္မထာလမ်းစဉ်သည်မှန်သောလမ်းစဉ်ဖြစ်၏ကမ္မထာအားထုတ်တော်လဲအဝိဇ္ဇာနှင့်တဏှာမနည်းလျင်ကမ္မထာတော်လဲမှားနေလိမ့်မည်သို့မဟုတ်မိမိကတော့လဲအဝိဇ္ဇာနှင့်တဏှာနည်းလိုသောဆန္ဒမရှိသောကြောင့်ဖြစ်လိမ့်မည်ကမ္မထာနည်းမှန်၍မိမိဆန္ဒကအဝိဇ္ဇာနှင့်တဏှာကုန်စေလိုလျင်ကကမ္မထာဟုသည်များသည်အဝိဇ္ဇာတဏှာနည်းပါးရာမှတစကုန်မို့သာဖြစ်သည်ထို့ကြောင့်ဤအချက်လဲကမ္မထာအားထုတ်ရင်တဏှာနည်းမနည်းကိုကြည့်ရှုရန်တရားကျင့်မုံထောက်မှန်ကြီးဖြစ်သည်ဟုမှတ်ပါကာယကတာတတိကမ္မထာယဟန်သည်မိမိကိုယ်ကာယကိုအဖန်ဖန်ရှုရတော်လဲနေရ၏ဟုဗုဒ္ဓမြတ်စွာဟောတော်မူ၏ထို့သောဟောတော်မူသည့်အတိုင်းကိုယ်ကာယကိုရှုရာ၌သပင်မှွေညင်ခြေသေးလက်သေးသွားအရေစသောကာယကတာတတိဟုလည်းခေါ်အပ်သောကမ္မထံသည်တပါးအပါဝင်ဖြစ်၏အရှင်အာနန္ဒာသည်ယဟန္တာဖြစ်ခါနေ၌ဇင်းကြံသွားရင်ကာယကတာတတိကိုနှလုံးသွင်းတော်မူ၏ခေမာထေရီအလောင်းဖြစ်သောမိဖုရားကိုလည်းတတိကယကတာကျတ္ထုအသင့်အားကိုယ်ကာယ၌ဖြစ်သောတတိကိုဖြစ်စေလောဟုဗုဒ္ဓမြတ်စွာတိုက်တွန်းတော်မူ၏မထေရပါကေတာလောမရွ၍တရားရပုံမလာယအရ၌နေသောမဟာဒေဝထေဤအထံ၌ကမ္မထံတောင်းလာသောမထေရပါတို့သည်နိဂ200 300ကိုတက်ကျွမ်းသူများဖြစ်ကြ၏သို့သောကမ္မထံဆရာတော်သည်ထိုနိကေဆောင်မထေရပါအားကေတာလောမနခဒန္တာတဇောစသောကောထာတကမ္မထံကို
လေးလပတ်လုံးရွတ်အံ့၍နေကြရန်ပေးတော်မူ၏ထိုမထေနှစ်ပါးသည်ဆရာညွန်ပြသည့်အတိုင်းလေးလပတ်လုံးကေတာလောမနာခန္ဓာနာတဇောစသောအဖြစ်ရွတ်အံ့နေစဉ်ပင်32ပါးသောကောထာတတို့ကိုအလွန်ထင်မြင်လာရကားသောတာပန်ဖြစ်ကြပါသည်ဤများလောက်ထင်ရှားသောရှေးသူတော်ကောင်းများအသုံးပြုလေရှိသောရှေးခေတ်ကဘုန်းကြီးကျောင်းများဝယ်တင်ပြလေရှိသောကာယကတာတတိဟုလည်းခေါ်အပ်သောဤကောထာတကမ္မထံကိုတဇောတန်အောင်အကျေပြပါမည်သပင်ဥကောင်းအထက်၌အရေးအတွက်များစွာသောသပင်တို့သည်အစင်းအားဖြင့်၎င်းပုံတရံအားဖြင့်၎င်းအနံ့အားဖြင့်၎င်းပေါက်ရာအရက်အားဖြင့်၎င်းအကြောင်းအားဖြင့်၎င်းမတင့်နယ်ကုန်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏ရွံ့ရှာဖွယ်ကောင်းကုန်၏ဤသပင်တို့သည်ငါမဟုတ်သူမဟုတ်ငါဥစ္စာလည်းမဟုတ်သူ့ဥစ္စာလည်းမဟုတ်အချိန်ရှိသည်၍ဖြစ်ပြနေသောပထဝီဓာတ်လွန်ကဲသောယုတ်ကလအစုသာဖြစ်၍အနိစ္စဒုက္ခအနတ္တတို့သာဖြစ်ကြသည်တကားမွေးညင်းတကိုယ်လုံး၌အနှံ့ပေါက်နေသောများစွာသောမွေးညင်းတို့သည်အစင်းအားဖြင့်၎င်းပုံတရံအားဖြင့်၎င်းအနံ့အားဖြင့်၎င်းပေါက်ရာအရက်အားဖြင့်၎င်းအကြောင်းအားဖြင့်၎င်းမတင့်နယ်ကုန်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏ယွန်းရှားဖွယ်ကောင်းကုန်၏ဤမွေးညင်းတို့သည်ငါမဟုတ်သူမဟုတ်ငါဥစ္စာလည်းမဟုတ်သူဥစ္စာလည်းမဟုတ်အချိန်ရှိသည်၍ဖြစ်ပြနေသောပထဝီဓာတ်လွန်ကဲသောယုတ်ကလအစုသာဖြစ်၍အနိစ္စဒုက္ခအနတ္တတို့သာဖြစ်ကြသည်တကားခြေသေးလက်သေးခြေပြားလက်ပြားတို့၌20သောလက်သေးခြေသေးတို့သည်အစင်းအားဖြင့်၎င်းပုံတရံအားဖြင့်၎င်းအနံ့အားဖြင့်၎င်းပေါက်ရာအရက်အားဖြင့်၎င်းအကြောင်းအားဖြင့်၎င်းမတင့်တယ်ကုန်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏ယွန်းရှားဖွယ်ကောင်းကုန်၏ဤလက်သေးခြေသေးတို့သည်ငါမဟုတ်သူမဟုတ်ငါဥစ္စာလည်းမဟုတ်သူ့ဥစ္စာလည်းမဟုတ်အချိန်ရှိသည်၍ဖြစ်ပြနေသောပထဝီဓာတ်လွန်ကဲသောယုတ်ကလအစုသာဖြစ်၍အနိစ္စဒုက္ခအနတ္တတို့သာဖြစ်ကြသည်တကားသွားတဖုံး၌ပေါက်သော32ချောင်းသောသွားအပေါင်းတို့သည်အစင်းအားဖြင့်၎င်းပုံတရံအားဖြင့်၎င်းအနံ့အားဖြင့်၎င်းပေါက်ရာအရက်အားဖြင့်၎င်းအကြောင်းအားဖြင့်၎င်းမတင့်တယ်ကုန်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏ယွန်းရှားဖွယ်ကောင်းကုန်၏ဤသွားအပေါင်းတို့သည်ငါမဟုတ်သူမဟုတ်ငါဥစ္စာလည်းမဟုတ်သူ့ဥစ္စာလည်းမဟုတ်အချိန်ရှိသည်၍ဖြစ်ပြနေသောပထဝီဓာတ်လွန်ကဲသောယုတ်ကလအစုသာဖြစ်၍အနိစ္စဒုက္ခအနတ္တတို့သာဖြစ်ကြသည်တကားအယေတကိုယ်လုံးဝယ်အသားဤအပေါ်၌တည်နေသောအယေထုအယေပါအားဖြင့်နှစ်မျိုးပြသောအယေသည်အစင်းအားဖြင့်၎င်းပုံတရံအားဖြင့်၎င်းအနံ့အားဖြင့်၎င်းဖြစ်ရာအရက်အားဖြင့်၎င်းအကြောင်းအားဖြင့်၎င်းမတင့်တယ်ဆက်ဆုပ်ဖွယ်ကောင်း၏ယွန်းရှားဖွယ်ကောင်း၏ဤအယေတို့သည်ငါမဟုတ်သူမဟုတ်ငါဥစ္စာလည်းမဟုတ်သူ့ဥစ္စာလည်းမဟုတ်အချိန်ရှိသည်၍ဖြစ်ပြနေသောပထဝီဓာတ်လွန်ကဲသောယုတ်ကလအစုသာဖြစ်၍အနိစ္စဒုက္ခအနတ္တတို့သာဖြစ်ကြသည်တကားအတိပ္ပယ်ရှင်းလင်းချက်ဒဇပြင်စကကမ္မထံသပင်မှွေးညင်းခြေသေးလက်သေးသွားအရေးဤ၅ပါးကိုဒဇပြင်စကဟုခေါ်၏ဒဇအရေးအားဖြင့်ပြင်စက၅ခုအပေါင်းဤ၅ပါးကိုပင်ဤစာ၌ရေးပြသည့်အတိုင်းနှုတ်တက်အောင်ကြက်၍ကမ္မထံအားထုတ်ချိန်၌သို့မဟုတ်အခွင့်ရသည့်အချိန်တိုင်း၌ဖြည်းဖြည်းစဉ်းစား၍ရွတ်ဆိုနေပါလျင်ဒဇပြင်စကကမ္မထံကိုအားထုတ်ရာရောက်သောကြောင့်အစဉ်စသောအားဖြင့်သပင်စသည်တို့၏ဆက်ဆုပ်ဖွယ်ကောင်းမွန်ကိုရှင်းပြပါမည်သပင်၌ဆက်ဆုပ်ဖွယ်သပင်တို့သည်အစဉ်အားဖြင့်မဲနှင့်သောအစဉ်ရှိကုန်၏ပုံတရံအားဖြင့်ရှည်၍လုံးသောပုံတရံရှိကုန်၏ထိရလျင်ကျမ်းသောကြောင့်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏အနံ့အားဖြင့်စီလိမ့်မှုစသည်တို့ကိုမပြုဘဲပင်ကိုအတိုင်းဖြစ်လျင်အလွန်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏မိ၌ထည့်၍အနံ့ခံလျင်တာ၍ဆက်ဆုပ်ဖွယ်ကောင်းသေး၏သပင်တို့သည်တလိပ်တီးကြေသွေးပြီးကျင်ကြီးကျင်ငယ်တို့ကြောင့်ပေါက်လာကြရ၏ဤသို့ပေါက်လာခြင်း၏အကြောင်းအားဖြင့်လည်းယွန်းရှားဖွယ်ကောင်းကုန်၏ဤသပင်တို့သည်မစင်ပေါ်၌ပေါက်လာသော
မို့ကဲ့သို့30ပါးသောကောထာတအစုအပုံပေါ်ပဲထိတ်ဆုံးကြသောဥကောင်းပေါ်၌ပေါက်ကြရ၏ထို့ကြောင့်ပေါက်ရာအရက်အားဖြင့်ဆက်ဆုပ်ဖွယ်ကောင်းကုန်၏ဤသို့လျင်သပင်တို့သည်အစဉ်ပုံတရံအနံ့ဖြစ်ရခြင်း၏အကြောင်းဖြစ်ရာအရက်ဤသို့၅ပါးသောအပြားအားဖြင့်ဆက်ဆုပ်ရွံရှားပွဲကောင်းပုံကိုဉာဏ်၌ထင်အောင်ဆင်ခြင်ကြည့်ရှုရသည်သပင်တို့သည်ယုတ်ကလအစုအဝေးသာဖြစ်၏ထိုယုတ်ကလတွင်လည်းပထဝီဓာတ်၏တတ္တိလွန်ကဲမှုကြောင့်မာသောကြမ်းသောအတွေ့ကိုတွေ့ရ၏ယုတ်ကလအစုအဝေးသာဖြစ်သောကြောင့်ငါဟု၎င်းသူဟု၎င်းခေါ်ဆိုဖို့ရာအတ္တမဟုတ်သပင်အတွင်း၌အတ္တလည်းမရှိထို့ကြောင့်အနတ္တဖြစ်၏အချိန်ရှိသဖြင့်ဖြစ်ပျက်နေသောယုတ်ကလအစုသာဖြစ်သောကြောင့်အနိစ္စဒုက္ခတို့သာဖြစ်လေသည်ဤအချက်ကိုဝိပဿနာဉာဏ်တည်းဟူသောမှန်အပြင်တွင်ထင်မြင်လာအောင်ဆင်ခြင်ရပါသည်မွေညင်စသည်မွေညင်စသော၄ပါးတို့၌လည်းအစင်းအားဖြင့်ဆက်ဆုပ်ဖွယ်ကောင်းပုံပုံတရံအားဖြင့်ဆက်ဆုပ်ဖွယ်ကောင်းပုံအနံ့အားဖြင့်ဆက်ဆုပ်ဖွယ်ကောင်းပုံတလိပ်တီးကြည်သွေးပြီးကျင်ကြီးကျင်ငယ်တို့ကြောင့်ဖြစ်ရကားအကြောင်းအားဖြင့်ဆက်ဆုပ်ဖွယ်ကောင်းပုံဖြစ်ရာအရက်အားဖြင့်ဆက်ဆုပ်ဖွယ်ကောင်းပုံတို့ကိုဉာဏ်ဖြင့်ဆင်ခြင်၍ပထဝီဓာတ်လွန်ကဲသောယုတ်ကလတ္တာဖြစ်ပုံကို၎င်းပုဂ္ဂိုလ်တရားဝါသူငါမဟုတ်ပုံကို၎င်းယုတ်ကာလအစုအဝေးသာဖြစ်၍ထိုယုတ်ကလတ်တွင်ပထဝီဓာတ်၏တတ္တိလွန်ကဲပုံကို၎င်းဝိပဿနာဉာဏ်တည်းဟူသောမှန်ဝယ်ရှင်းရှင်းလင်းလင်းထင်မြင်အောင်ဆင်ခြင်ရကြည့်ရှုရပါသည်ငါဤကိုမှနသာမွှေးကြိုင်မြဲခိုင်လှစွာကောင်းရာမမြင်သပင်သာရှိအမွှေးရှိ၍ရှိသည့်လက်သေးခြေအသေးနှင့်သွားလဲတွေအရေးတစ်မျိုးညီနှံ့ဆိုးသည်အသိုးအပုတ်ကြီးပါတကားဓာတ်ကြီး၄ပါးသဘောမြည်သူမြပြုပြင်ပြောင်းလဲ၍မရဘဲသူ့သဘောအတန်းဖြစ်နေသည်ကိုပါဠိလိုဓာတုမြန်မာလိုဓာတ်ဟုခေါ်၏အတ္တနောတဘာဝံမိမိသဘောကိုဓာရေတိဆောင်တတ်၏ဣတိထို့ကြောင့်ဓာတုဓာတ်မြည်၏ထိုဓာတ်သည်ပါဠိလိုပထဝီအာဘောတေဇောဝါယောဟု၄မျိုးရှိ၏မြန်မာလိုမြေရေလေမီဟုခေါ်၏ထို၄ပါးတွင်ပထဝီမြေပဂရိမြေကြီးသည်အမာခံဖြစ်တဲ့ကဲ့သို့ပထဝီဓာတ်ဟူသောမြေလည်းကက်ခလခိုင်မြဲမာခြင်းသဘောရှိ၏အာဘောရေပဂရိရေသည်မုံမှုံမြေမှုံစသည်တို့ဖွဲ့စည်းတဲ့ကဲ့သို့အာဘောဓာတ်ဟူသောရေလည်းအတူဖြစ်သောရုပ်9ပါးကိုကျဲ၍မနေအောင်စုစည်းခြင်းသဘောရှိ၏ထိုအာဘောဓာတ်သည်လွန်ကဲများလာသောအခါအရေသဘောဖြစ်၍ယိုခြင်းစီးသွားခြင်းသဘောရှိ၏တေဇောမီပဂရိမီသည်ပူတဲ့ကဲ့သို့ကြေကျက်စေတဲ့ကဲ့သို့ဆံကိုထမင်းဖြစ်အောင်နုညံ့စေတဲ့ကဲ့သို့တေဇောဓာတ်ဟူသောမီလည်းအပူသဘောဖြင့်ရင့်ကျက်စေ၏နုညံ့စေ၏တိတတေဇော၌အေးငွေလည်းဖြစ်၏ဝါယောလေပဂရိလေသည်ပဲ့မြောက်၌ရင်းရိုင်သွားအောင်လှုပ်စေနိုင်တဲ့ကဲ့သို့ဝါယောဓာတ်ဟူသောလေလည်းအတူဖြစ်ဖက်ရုပ်တို့ကိုကျဲ၍မနေစေဘဲပူးကပ်ကြန့်နေအောင်တွန်းပေးတတ်၏ထိုဝါယောဓာတ်၏အစွမ်းကြောင့်တခါတရံရုပ်တို့သည်နေရာရွေ့၍ဖြစ်ကြရ၏ဤသို့ဓာတ်ကြီး၄ပါးသည်မိမိသဘောအတိုင်းသာဖြစ်ကြ၏မိမိသဘောကိုဖြစ်တိုင်းဖြစ်တိုင်းဆောင်နေကြသည်မာခြင်းခံခြင်းသဘောရင်းကိုခေါ်လျင်မသွေပထဝီမြေသည်ယေဟုခေါ်အပ်အာဘောဓာတ်မှာဖွဲ့ဆက်စေလက်စီးစေတတ်၏မိဒ္ဒသဘောရုပ်တေဇောမူလောင်သောအနေကြည်ကျက်စေ၏တထွေဝါယောလေးသဘောကပင့်သောမြောက်သောထောက်ကန်သောဟုပြောတိုင်းမှန်၏ပြောင်းမလှဲ့သည်မြဲပြီးဓာတ်ကြီးသဘောတည်းနှစ်ပါးစီသဘောတူပထဝီနှင့်အာဘောမြေနှင့်ရေနှစ်ပါးသည်အလေးဓာတ်ဖြစ်၍သဘောတူ၏တေဇောနှင့်ဝါယောမီးနှင့်လေနှစ်ပါးသည်အပေါ့ဓာတ်ဖြစ်၍သဘောတူ၏
မြင်နှင့်ရေမိတ်ဆွေတော်ကြတဘာဝမိနှင့်လေမိတ်ဆွေတော်ကြတဘာဝအထေကိုနှင့်အမွန်းတင်အပြင်ဩဃာသလောက၌ပထဝီမြေဓာတ်အာဘောရေဓာတ်ဝါယောလေဓာတ်တေဇောမိဓာတ်ဤဓာတ်ကြီး၄ပါးသည်အလွန်ထင်ရှား၍အထေကိုအမာခံရုပ်များဖြစ်တဲ့ကဲ့သို့ထို့အတူအတွင်းတတ္တလောကတတ္တဝါဟုသည်များ၌လည်းဤဓာတ်၄ပါးပင်အထေကိုအမာခံဖြစ်သည်ပင်ကိုရုပ်တစ်ခုသည်မျက်စိဖြင့်မမြင်နိုင်လောက်အောင်မှုံမွားသေးငယ်၏ဓာတ်ကြီး၄ပါးအပြင်ဝနအစင်းရုပ်ကန္ဓအနတ်ရုပ်ယတ္တအယတာရုပ်ဩဇာအစီအနှစ်ရုပ်ဤ၄ပါးသည်မျက်စိဖြင့်မြင်ရနားဖြင့်ကြားရနှာခေါင်းဖြင့်မှုရနာရရှားဖြင့်ရတာခံရခန္ဓာကိုယ်၌အစီဩဇာကြောင့်ရုပ်တစ်မျိုးကိုဖြစ်စေတတ်သောကြောင့်ထင်ရှားကြပေ၏သို့သောဓာတ်၄ပါးကဲ့သို့အမာခံမဟုတ်ကြဓာတ်ကြီး၄ပါးကိုမှီ၍သာဖြစ်ရသောအမွန်းတင်ရုပ်များဖြစ်ကြသည်သူတို့ကြီးတသက်မဖြစ်နိုင်ကြယုတ်ကလကလာပကလဟူသောစကားသည်အစုအပေါင်းဟူသောအ내အဓိပ္ပာယ်ရှိ၏ဓာတ်ကြီး၄ပါးနှင့်ဝဏကန္ဓရတ္တဩဇာတို့သည်ခွဲ၍မရအမြဲတွဲ၍သာဖြစ်ကြရ၏ထိုပေါင်းစပ်နေသောရုပ်၈ပါးကိုအဋ္ဌကလယုတ်၈ခုသောရုပ်အပေါင်းဟုခေါ်၏ထိုယုတ်ကလ၈ပါးသည်ကံကြောင့်စိတ်ကြောင့်ဥဒုကြောင့်အာဟာရကြောင့်ဖြစ်ကြရကာကမ္မဇကလစေတဇကလဥဒုဇကလအာဟာရဇကလဟုယုတ်ကလ၄မျိုးကွဲပြား၏တတ္တိလွန်ကဲပုံရုပ်၈ပါးပေါင်းနေသောအထကလရုပ်သည်စိတ်ကြောင့်ဖြစ်ရသောအခါစိတ်၏အလိုအတိုင်းပထဝီဓာတ်အာဘောဓာတ်တို့၏အစွမ်းတတ္တိလွန်ကဲသည်လည်းရှိ၏တေဇောဝါယောဓာတ်တို့ကအစွမ်းတတ္တိလွန်ကဲသည်လည်းရှိ၏လွန်ကဲဟူရာ၌အထေကို၏ကြီးလာခြင်းမဟုတ်တတ္တိ၏တာလွန်ခြင်းသာဖြစ်၏တယံတခါစိတ်၏အလိုအတိုင်းထိုယုတ်ကလတ်တွင်ဝိညာဉ်ဟုခေါ်အပ်သောအချင်းအရာတစ်မျိုးလည်းပါဝင်၏ထိုဝိညာဉ်ကြောင့်စိတ်ကသွားလိုလျင်ယုတ်ကလတ်သည်ရှေ့သို့တိုး၍ဖြစ်ရ၏ဤဝိညာဉ်ဟုခေါ်အပ်သောရုပ်လည်းအကောင်းအထက်အထင်အရှားမဟုတ်စိတ်၏ထူးခြားသောအမှုအရာအချင်းအရာတစ်မျိုးသာဖြစ်သည်ဤမြလောက်သိပြီးသူမှနောက်၌ပြမည့်အဓိပ္ပာယ်ကိုနားလည်နိုင်ပါသည်သွားခြင်းကိစ္စ၌တတိနှင့်ဉာဏ်ပါဠိတော်ဝဲဂတေတမ္မဇာနာကာရီသွားခြင်းကိစ္စ၌သွားရာအခါ၌တတိဉာဏ်ကိုပြုလေရှိ၏ဟုမိန့်တော်မူ၏ထို့ကြောင့်တတိဉာဏ်ဖြစ်ပုံကိုပြပါမည်သွားရာအခါ၌ရပ်နေရမှပထမခြေလမ်းကိုလှမ်းသောအခါလှမ်းလိုသောစိတ်ဖြစ်၏ထိုစိတ်ဖြစ်သည်နှင့်တပြိုင်နက်စိတ်ကြောင့်ဖြစ်သောယုတ်ကလတ်လည်းဖြစ်၏ထိုစိတ်ရဇကလတ်၌ရုပ်ပေါင်း၉ပါးပါဝင်၏ပထဝီအာဘောတေဇောဝါယောဟုသောဓာတ်ကြီး၄ပါးနှင့်ဝဏကန္ဓရတ္တဩဇာ၄ပါးအပြင်ကာယဝိညာဉ်တည်းထိုတွင်ကာယဝိညာဉ်သည်အတူဖြစ်သောရုပ်တို့ကိုစိတ်အလိုအတိုင်းဖြစ်အောင်ပဲ့ကင်ပေးတဲ့ကဲ့သို့ဖြစ်၏ထို့ကြောင့်စိတ်ကခြေကိုရှေ့တိုးလိုသောအခါဖြစ်သည်မြယုတ်ကလတ်တွေသည်ရှေ့တိုးသောအချင်းရာအဖြစ်ဖြစ်ကြရ၏စိတ်ကခြေကိုမြှောက်လိုသောအခါမြှောက်သောအချင်းရာအဖြစ်ဖြစ်ကြရ၏စိတ်ကခြေကိုချလိုသောအခါချသောအချင်းရာအဖြစ်ဖြစ်ကြရသည်ခြေတလန်း၌ဖြစ်ပြများလက်ဖြောက်တစ်ချက်တည်းအချိန်၌ဂရေသိမ်းပေါင်းများစွာရုပ်နှင့်စိတ်စေတသိက်ဟူသောနံတရားတို့ဖြစ်ကြသည်ဖြစ်တိုင်းလဲချက်ချင်းပြတ်ကြ၏ပြတ်ပြီးလျင်ဆက်၍ဖြစ်ကြ၏ဤသို့အဖြစ်နှင့်အပျက်ဆက်နေသောကြောင့်ပထမခြေလန်းအတွင်း၌ဖြစ်သည်မြယုံနံတို့သည်ဒုတိယခြေလန်းသို့မရောက်ကြပထမခြေလန်းအတွင်း၌ပင်ဖြစ်ကြပြတ်ကြ၏ဒုတိယခြေလန်းအတွင်း၌ဖြစ်သည်မြယုံနံတို့လည်းတတိယခြေလန်းသို့မရောက်ကြဒုတိယခြေလန်းအတွင်း၌ပင်ဖြစ်ကြပြတ်ကြ၏အစိတ်6ပါးပထမခြေလှမ်းရ၌ခြေကိုမြှောက်ခြင်းရှေ့တိုးခြင်းအောက်ချခြင်းခြေချရာအရ၌ထိခြင်းထိပြီးနောက်ဖိ၍နင်းခြင်းဤသို့အစိတ်5ပါးရှိ၏ဒုတိယခြေလှမ်းရ၌က
ရှေ့တိုးခြင်းကိစ္စ၌ပထမခြေလမ်းတိုင်အောင်တိုးခြင်းပထမခြေလမ်းကိုလွန်၍တိုးခြင်းဟုနှမျိုးခွဲရသောကြောင့်အစိတ်6ပါးရှိသည် မြောက်သောအခါအစိတ်3ပါးထိုအစိတ်6ပါးတွင်လည်းခြေကိုမြောက်စဉ်အပိုင်း၌များစွာသောစိတ်တွေဖြစ်၍ထိုစိတ်များစွာကြောင့်နောက်ထပ်ဖြစ်သောရုပ်တို့သည်မူလနေရာမှအနည်းငယ်အထက်သို့ရွှေ့၍ဖြစ်ကြရ၏ထိုသို့အထက်သို့ရွှေ့၍ဖြစ်ကြသည်ကိုပင်မြောက်သောရုပ်တွေများစွာဖြစ်၏ဟုပြောကြရသည်ဖြစ်သည်မြလည်းအပြည့်ကြီးသာရှေ့တိုးသောအခါ၌လည်းရှေ့တိုးလိုသောစိတ်တွေများစွာဖြစ်၍ဖြစ်သည်မြစိတ်ကြောင့်ရှေ့တိုးသောရုပ်တွေများစွာဖြစ်နေ၏ဖြစ်သည်မြလည်းအပြည့်ကြီးသာရှေ့ခြေကိုရှောင်၍လွန်သောအခါ၌လည်းရှောင်လိုသောစိတ်လွန်လိုသောစိတ်တွေများစွာဖြစ်၍ထိုစိတ်ကြောင့်ရှောင်သောရုပ်လွန်သောရုပ်တွေများစွာဖြစ်ရ၏ဖြစ်သည်မြလည်းအပြည့်ကြီးသာချသောအခါအစိတ်3ပါးအောက်ချသောအပိုင်း၌လည်းအောက်ချလိုသောစိတ်တွေများစွာဖြစ်၍စိတ်ကြောင့်ဖြစ်သောအောက်ချပုံရုပ်တွေများစွာဖြစ်၏ဖြစ်သည်များလည်းအပြည့်ကြီးသာအောက်ချပြီးနောက်ခြေဤချရာအရာဝဲထိသောအခိုက်၌လည်းထိလိုသောစိတ်တွေများစွာဖြစ်၍ထိုစိတ်ကြောင့်ထိသောရုပ်တွေများစွာဖြစ်ရ၏ဖြစ်သည်များလည်းအပြည့်ကြီးသာထိပြီးနောက်ရှေ့သို့လှမ်းဖို့ရန်ဖိ၍နင်းရသေး၏ထိုဖိ၍နင်းကိုက်၌လည်းဖိ၍နင်းလိုသောစိတ်တွေများစွာဖြစ်၍ထိုစိတ်ကြောင့်ဖိသောရုပ်တွေများစွာဖြစ်ရ၏ဖြစ်သည်များလည်းအပြည့်ကြီးသာဝါယောဓာတ်တတ္တိလွန်ကဲပုံထိုသို့ခြေလန်းရာ၌မြောက်သောအခါဖြစ်သောရုပ်တို့၌၎င်းရှေ့တိုးသောအခါဖြစ်သောရုပ်တို့၌၎င်းရှေ့ခြေကိုလွန်အောင်ရှောင်သောအခါဖြစ်သောရုပ်တို့၌၎င်းကံကြောင့်ဖြစ်သောရုပ်တွေစိတ်ဥဒုအာဟာရကြောင့်ဖြစ်သောရုပ်တွေများစွာပါဝင်ကြ၏ထိုရုပ်တို့တွင်စိတ်ကြောင့်ဖြစ်သောရုပ်တို့၌စိတ်အလိုအတိုင်းစိတ်တစဝါယောဓာတ်သည်တတ္တိလွန်ကဲလျက်ရှိ၏ထိုဝါယောဓာတ်၏တတ္တိလွန်ကဲမှုကြောင့်နောက်ဖြစ်သည်မြရုပ်တို့သည်ထိုနေရာ၌ထပ်၍မဖြစ်ဘဲရွှေ့၍ဖြစ်ကြရသည်မတိမသားရွှေ့၍ဖြစ်ကြရဝဲအဖြစ်များသောအခါမြောက်နေပုံရှေ့တိုးနေပုံကိုမြင်ကြရလေသည်ပထဝီဓာတ်တတ္တိလွန်ကဲပုံအောက်ချသောအခါ၌ကအောက်ချလိုသောစိတ်အစွမ်းကြောင့်ပထဝီဓာတ်၏တတ္တိလွန်ကဲသောရုပ်တွေအောက်ဖက်သို့ရွှေ့၍ဖြစ်ကြရသည်မတိမသားရွှေ့၍ဖြစ်ကြရဝဲအဖြစ်များသောအခါအောက်ချပုံအောက်ထိပုံဖိ၍နင်းပုံများကိုမြင်ရလေသည်စိတ်စေတသိက်ကြောင့်ဖြစ်သောရုပ်တို့သည်အထက်မြောက်လိုက်အောက်ချလိုက်ဖြစ်ရဝဲခန္ဓာကိုယ်၌အမြဲဖြစ်ပြနေသောကံကြောင့်ဖြစ်သောရုပ်ဥဒုကြောင့်ဖြစ်သောရုပ်အာဟာရကြောင့်ဖြစ်သောရုပ်တို့လည်းအတူတွဲ၍ဖြစ်ကြပြက်ကြရလေသည်နှမ်းအိုးခင်းတဲ့နှမ်းတွေချက်သို့ဤသို့ရုပ်တွေဖြစ်ပြနေပုံကိုသတိထား၍ဉာဏ်ဖြင့်စူးစူးဆိုင်ဆိုင်ကြည့်သောအခါအဖြစ်တွေမမြင်တော့ဘဲနှမ်းအိုးခင်းထဲ၌နှမ်းတွေချက်တဲ့ကဲ့သို့အပြက်တွေကိုသာမြင်ရသောကြောင့်ခန္ဓာကိုယ်၌ရှိသမျှရုပ်တွေကိုနှစ်သက်တတ်တာယာတတ်သောတဏှာနှဲပါလာ၏ထို့သောတဏှာနှဲလျင်ဒေါသမောဟတို့လည်းတစနှဲပါ၍အတော်ကြာလျင်ကုန်ခန်းရလေတော့သည်အိုးလူများတတိထားလောသွားစေကာလခါသမျှဝဲပထမခြေလမ်းယုံနံတန်းတို့လှမ်းဒုတိယမရောက်ကြဘူးဒုတိယခြေလမ်းယုံနံတန်းလေလှမ်းတတိယမရောက်ကြပင်တလန်းတွင်လေမြောက်စင်တမျိုးရှေ့တိုးတဖုံလွန်တုံတဝအောက်ချတခင်ထီချင်းတလွေစီနှင်းစေအောင်တရွေမြန်အခန်းက၌ခြေလမ်းပိုင်းချအစိတ်6ပါဝဲသွဲနန်းတန်းရုပ်အတန်းတို့နန်းအိုးခင်းထဲနန်းတွေချက်သို့ဖြစ်ပြနေရအနိစ္စသည်ဒုက္ခအနတ္တ